အဲ့လိုနဲ့ရှင်သာရိပုတ္တရာတို့ကဘုရားစီရောက်သွားပြီတကယ်ကိုစံထားရတဲ့ပုဂ္ဂိုလ်ပါပဲပညာအရာမှာမြတ်စွာဘုရားပြီးရင်အဆင့်မြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ဘာဖြစ်လို့အဆင့်မြင့်တာတော့ပါရမီတစ်ခုတည်းကြောင့်လားလို့ဆိုမဟုတ်ဘူးသောတာပန်ဖြစ်တာလင်းလင်းမြန်မြန်ဖြစ်ပေမဲ့လို့အထက်မဲ့ဖို့ရဖို့အတွက်ဝိပဿနာတရားအားထုတ်တဲ့အခါမှာအနုပဒဓမ္မဝိပဿနာလို့ခေါ်တယ်အသေးစိတ်ရှုတာတော့အဲ့ဒီကလေးကသူကတရားကို analyze တအားလုပ်တယ်ရှင်သာရိပုတ္တရာတရားကို analyze ခွဲခြားစိတ်ဖြာပြီးတော့ဝိပဿနာရှုတာတစ်ခုချင်းတစ်ခုချင်းအသေးစိတ်ရှုတယ်အနုပဒဓမ္မဝိပဿနာဆိုအနုပဒသုတ်တံဆိုတာရှိတယ်ရှင်သာရိပုတ္တရာတရားရှုဖို့အသေးစိတ်ရှုတာဒါကြောင့်မို့လို့အဲ့ဒါလို့အသေးစိတ်နေလို့ယဟန်ဖြစ်ပြီးတဲ့နောက်မှာ15ရက်ကြာမှယဟန်ဖြစ်တယ်ရှင်မောက္ကလန်ကတော့စိတ်ကခပ်ပြက်ပြက်သိအသေးမစိတ်ဘူးတရားကြိုးစားအားထုတ်တယ်ဒါပေမဲ့ရှင်မောက္ကလန်မှာဘာအခက်ခဲတွေ့တော့ဆိုရင်တရားအားထုတ်တဲ့အချိန်မှာသူငိုက်ကြည့်နေတာပဲအမြဲတမ်းကိုကိယောဂီတွေနဲ့အမတန်တူတယ်တရားထုတ်ရင်အဲ့ဒါငိုက်လို့မြတ်စွာဘုရားအငိုက်ဖြောက်တဲ့နည်းတွေဟောပြီးတော့ပေးတော့မှရှင်မောက္ကလန်ကလင်းလင်းမြန်မြန်တပတ်အတွင်းမှာယန္တာဖြစ်သွားတာအငိုက်ဖြောက်ပြီးမှတရားထုတ်လို့ရတာသူကတရားထုတ်ရင်တအားငိုက်တယ်ပေါ့အဲ့တော့ဒီထူးခြားတဲ့အကတဝကအရှင်မြတ်ကြီးနှစ်ပါးဟာရှင်မောက္ကလန်ကလည်းအားရှိဇာဝင်စားအဘိညာဉ်တွေဖန်ဆင်းနော်တကူမျိုးမျိုးလေ့ကျင့်နေတာအာစိဏဝတိလို့ခေါ်တယ်အာစိဏဆိုတာလေ့ကျင့်နေတာလေ့ကျင့်နေလို့ဝတိဆိုဝတ္တဆိုစွမ်းရည်တတ္တိလေ့ကျင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စွမ်းရည်တတ္တိတွေသူ့မှာအပြည့်ရသွားလို့အာစိဏဝတိတာလို့ခေါ်တယ်ဘယ်သူပဲဖြစ်ဖြစ်လေ့ကျင့်ရင်ထူးချွန်တာပဲဘယ်အရာပဲဖြစ်ဖြစ်လေ့ကျင့်မှုကနေလေ့ကျင့်မှုပါမှထူးချွန်တာလေအားကစားသမားတွေတောင်လေ့ကျင့်နေရတာမဟုတ်လားမလေ့ကျင့်ရင်ဘောသမားလည်းခြေထောက်ကကျသွားတာနော်ဘောဇင်သမားလည်းလက်ကမတွက်တော့လေ့ကျင့်နေရမှအကုန်လုံးအဲ့တော့ရှင်သာရိပုတ္တရာကပညာဘက်ကလေ့ကျင့်နေတယ်ဒါမို့ပဋိသမိဓမ္မကျမ်းကြီးတို့ဘောလို့ဆိုသိအသေးစိတ်ပြီးတော့ဟောတာအသေးစိတ်ပြီးတော့လေ့လာတာရှင်မောက္ကလန်ကျတော့တကိုးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းလေ့ကျင့်တာသူလေ့ကျင့်ပုံများဘယ်လောက်များလေ့ကျင့်လို့ဆိုရင်တခါတည်းမြတ်စွာဘုရားကရာဇဂိုမှာသူကစေတဝန်မှာရာဇဂိုနဲ့တာဝတိဒီလိုနေရာနေဘုရားစီလှမ်းပြီးတော့အဘိညာဉ်တကိုးနဲ့တရားမေးခြင်းမေးတာခုခေတ်လူတွေကတော့ဟန်ကြတယ်အဲ့ဒါတွေမလို့တယ်လီဖုန်းဆက်ရင်ရခုခေတ်ကတော့ဟန်ကြလို့နော်အခုတယ်လီဖုန်းတော့မှရုပ်မြင်သံကြားပါနေတော့အတော်ဟုတ်ရှင်မောက္ကလန်ကဘုရားကိုအဲ့ဒီတယ်လီဖုန်းခတ်ဆန်ဆန်နဲ့ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတာအဘိညာဉ်ဖွင့်မြတ်စွာဘုရားကလည်းဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတာအဘိညာဉ်ဖွင့်ထားပြီးတော့ဘုရားကိုလှမ်းပြီးတော့မေးခွန်းနဲ့မေးတာအဲ့ဒီတုတ်တန်ရှိတယ်ဂတတုတ်တန်လို့ခေါ်တယ်တန်ရုပ်ထဲမှာမှန်ပါဗျာနော်အဲ့ဒါလို့ဒါတခုတည်းမှတ်တမ်းတင်ထားလို့နေတိုင်းဒါမျိုးလုပ်ချင်လုပ်နေပါလေနေတိုင်းဒါမျိုးလုပ်ချင်လုပ်ပါတယ်လီဗီရှင်းလို့ပဲဘုရားကိုအဝေးကနေလှမ်းမေးတယ်ဘုရားကလည်းဒိဗ္ဗသောတာနဲ့နားထောင်သူမေးတဲ့မေးခွန်းကိုပြန်ဖြေတယ်ဟောအဲ့ဒါလို့ဒိဗ္ဗသောတာနဲ့နားထောင်ဒိဗ္ဗသောတာနဲ့နားထောင်ပြီးဒိဗ္ဗစက္ခုနဲ့မောက္ကလန်ဘာတွေမေးနေတယ်ဆိုတာပြန်ဖြေဟောဒီညာနှစ်ခုအသုံးချပြီးတော့ဘုရားနဲ့ရှင်မောက္ကလန်တို့ဟာစကားပြောကြတယ်ဒီလိုတောင်ရှိတာနော်မှန်ပါပါဗျာအဲ့တော့ဒီပုဂ္ဂိုလ်နှစ်ဦးဟာအာစိဏတကယ့်ကိုလေ့ကျင့်စွမ်းရည်တတိတွေတားထက်လာလို့အာစိဏဝတ္တစွမ်းရည်တတိတွေလေ့ကျင့်မှုကြောင့်ရလာတဲ့စွမ်းရည်တတိတွေဟာဒီနှစ်ပါးဟာမြတ်စွာဘုရားကနောက်ဆုံးမှာပညာအရာမှာသာရိပုတ္တရာဟာထူးချွန်ဆုံးပဲတကောအရာမှာတော့မောက္ကလန်ကထူးချွန်ဆုံးပဲလို့ဒီလိုချီးကျူးခဲ့ရတယ်အခုချီးကျူးနေမကဘူးတရားတရားရှိတဲ့ယဟန်တော်တစ်ပါးအနေနဲ့ဖြစ်ချင်တယ်လို့တောင်းတမယ်ဆိုရင်သာရိပုတ္တရာမောက္ကလန်တို့ကစံထားရမယ့်ပုဂ္ဂိုလ်တွေဖြစ်တယ်သူ
သူတို့လူဖြစ်အောင်ကြိုးစားလို့ဒီလိုပြောတာနော် ဒီကိုကြည့်စမ်းပါဟေးဆရာဒီကိုကြည့်စမ်းခြေသေးနဲ့စပင်ကဘယ်ဟာမြတ်လဲမင်းကမြတ်တယ်ဒီနေ့သာသနာတွေကိုလာတာခြေသေးလှီးပြီးလာတာစပင်ရိပ်ပြီးလာတာလားဘာကိုစွန့်ငယ်လဲအမြတ်ဆုံးစွန့်တယ်ပြောစမ်းအဲ့ဒါမင်းတို့ဆရာဥပဒေတော်ဒေါသကြီးတယ်အားနဲ့မနဲ့သိအောင်ပြောမလို့ချစ်ဖို့ဟောဒေါသကြီးတယ်ဒိဋ္ဌံငါချင်းအောင်မရွေးနဲ့မရဒါလေးပြောကြည့်စမ်းငယ်လေးတပင်နဲ့ခြေတဲ့ဘယ်ဟာမြတ်လဲတပင်ကမြတ်ပါတယ်ဖေလောက်ကြည့်ပဲတပင်နဲ့ခြေတဲ့ဘယ်ဟာမြတ်လဲတပင်ကမြတ်ပါတယ်ဖေဒကမာကြီးတပင်ကမြတ်ဘူးလားမင်းတို့အဲ့ဒါကြိုက်တာလေမင်းတို့အဲ့ဒါကြိုက်တာလေဒကာကြီးတို့ဒကမာကြီးတို့တပင်နဲ့ခြေတဲ့ဘယ်ဟာကမြတ်တော့တပင်ကမြတ်ပါတယ်ဖေအေးငါအဲ့လိုမပြောတတ်ဘူးမင်းတို့သိတယ်နိုင်ငံရေးမှာအောင်ဆန်းကပဲနေပြစ်နေရင်နေရရှိတယ်ပြောတယ်မင်းတို့မကြိုက်ဘူးလေသူကလူကောင်းလေမင်းတို့သိတယ်မဲ့ကုန်းလုံနိုင်မှကျုံလုံနိုင်မှလို့ तू ကအဲ့လိုရင်နေရပြောသွားတဲ့လူမျိုးနင်တို့ဗမာတွေမကြိုက်ဘူးနင်တို့သူ့မကြိုက်ခဲ့ဘူးဟာနိုင်ငံကြီးဖြစ်သွားမယ်ဒီလိုပြောခဲ့တာလေမကြိုက်ဘူးမင်းတို့ဗမာတွေအေးလောက်ပေးမှာပေါ့လက်နေခင်းပေးမယ်ကြိုက်တယ်မခင်းပေးဘူးမင်းတို့ဗမာအောင်ဆန်းလူလေ National Plan လို့ခေါ်တယ်မျိုးသားစမငယ်လောက်ရမယ်အဲ့လိုသမားလေပုံစံကြီးများအသင်းအမေးခေါ်ကြွေးတယ်သူ့ကိုခေါ်ကြွေးတယ်မင်းသွားစားလိုက်တယ်ဒါလူမျိုးရေးရတစ်ခါတည်းပြောလိုက်မယ်တဲ့ခမရတို့ထမင်းကိုစားလိုက်ရလို့ကျွန်တော်များအာနာရတယ်လို့အဲ့ဒီတရုတ်ကုံတဲ့တွေကလားကုံတဲ့တွေကိုခွင့်ရေးပေးလိမ့်မယ်မထင်နဲ့တော့တဲ့ပြီးသွားပြီလေမင်းတို့အဲ့လိုမကြိုက်ဘူးမင်းတို့မကြိုက်လို့မင်းတို့ခံရတာမင်းတို့မကြိုက်ဘူးမကြိုက်လို့သတ်ပြတ်တာလေမင်းတို့မကြိုက်ဘူးမင်းတို့တကယ်တော့မင်းတို့မကြိုက်ဘူးမင်းတို့ကပျော့ပြောင်းအဲ့ဒါကြောင့်မလို့မျက်လက်ဆရာတို့နတ်ကတော်တို့ဘေးရင်ဆရာတို့ကျွေးမင်းတို့ကအကောင်းပြောတာမကြိုက်ဘူးဗမာတွေကအပြောကောင်းတာကြိုက်တယ်အကောင်းပြောတာမကြိုက်ဘူးအပူပြောတာခုတော့သိသွားပြီနေ့လဲ40လောက်ခေါ်ခဲ့ပြီအကောင်းပြောတာကိုမကြိုက်ဘူးအပြောကောင်းတာကိုကြိုက်ငါလည်းလိုက်ပြီအဲ့သင်ပြုပွဲပြီးတဲ့နောက်လည်းမလာပါနဲ့ဒီမြင့်တန်ခါတွေရှိသွားလှူရင်လှူငါရှိမလားနဲ့ဒါလည်းပြောလိုက်ဦးသူတော်လှူလို့ရတယ်ငါရှိမလားမလှူတော့မင်းတို့တနငါနဲ့ကော်ဖီလေးတောက်တယ်နေကင်းကိုထမင်းလေးတနဘဲဦးလေးနှစ်ချမ်းစားတာငါဘာမှမင်းတို့ပြောစရာမလိုတော့ငါရဲ့ကုန်ရစီကဘာမှမရှိဘူးမနေ့ကော်ဖီတစ်ခွက်နေဆုံးဘဲဦးနှစ်ချမ်းတက်သားနှစ်ဖက်တော်ပြီငါမင်းတို့ဘာမှလိုက်လောစရာမလိုတော့ဘူးဒကာကြီးလားကောင်းတယ်လာအောင်ပြောစရာမလိုတော့ဘူးရှင်ပြရန်ကန်ပြီးတော့ထွက်သွားပြီမလာနဲ့တော့ဒါလည်းပြောလိုက်ပြီကျန်လာမသိဘူးမင်းတို့လည်းသိလည်းမသိချင်ဘူးမင်းတို့ဖုံးလည်းမသိချင်ဘူးမင်းတို့မျက်ခွက်လည်းမမြင်ချင်ဘူးကွာတခါလည်းပြောလိုက်ပြီးသွားမင်းအပိတရားနာသွားလိုက်နော်အပိတရားနာသွားတခါလည်းနာသွားလိုက်ငါတရားအကောင်းပြောတာမဟုတ်အပြောကောင်းတာမဟုတ်အပြောကောင်းတာမင်းတို့ကြိုက်တယ်အကောင်းပြောတာဟုတ်ပြီနော်အကောင်းပြောတာသဇင်းတော်ကြီးသပင်နဲ့ခြေတဲ့ဘယ်ရမြတ်လဲဘယ်မြတ်တယ်အခုသာသနာတွေကိုဝင်မယ်ဆိုတာဘာကိုအရင်စွန့်လဲဟိုမှာကလာမွတ်စလင်ကလာခါရသုတနာတဲ့သူ့ဥစ္စာကိုဖြတ်တာလေအရေးပြားကိုဖြတ်တာတွေ့လားရှင်ပြုတ်တယ်ဟိုရင်မွတ်စလင်ရှင်ပြုတ်တယ်မင်းတို့ကြားငါတို့မွတ်စလင်နဲ့နေခဲ့တာလေခါရသုတနာသူ့အရေးပြားဖြတ်တယ်သူတို့ပစ္စည်းတွေကိုဖြတ်လိုက်တာသူကသပင်ရိတ်တာဟွာသွားပြီတို့ရဲ့အမြင့်မြတ်ဆုံးအရာကိုတို့ကစွန့်တာခေါင်းပေါ်မှာရှိတဲ့သပင်ကိုစွန့်လိုက်ထိတ်ပေါ်မှာထားတဲ့အရာကိုစွန့်အဲ့ဒါကြောင့်မင်းအမေတွေမင်းမိဘမင်းမိမတွေခံပြီအဲ့မြတ်တနိုးယူသွားဆံပေတာလေမင်းကတော့တန်ပင်ညမလို့ဘောကွာအလောင်းတော်ဆံပေတာကျော်ဟင်းဆိုးတယ်ဥကျော်ဟင်းကြီးอ่ะရုပ်ရှင်မင်းသားကျော်ဟင်းလူဆိုးတွေဟုတ်တယ်လားအရင်ကခိုးဖွက်နေတဲ့ကောင်ကြက်တော်ငရုတ်သီးရစားအာလူကစားခိုးတာကြည့်မနိုင်ပါလူဆိုးအခုတည်းစဉ်းစားလိုက်တာတဲ့သိတ္တမင်းသားကသပင်ကိုဖြတ်ပြီးမြင့်ပြကောင်းကိုမြောက်လိုက်တာဖုံးစံကပြန်ကြရမှာလေနေရမှာ gravity power ရအပေါ်တက်သွားတဲ့အရာတွေဒီဘာဖြစ်ရမှာလဲ rising and fallen rise and fall တက်ပြီးသားရဒီပြန်ကြရမှာသပင်ကကောင်းငင်မှာနတ်တွေကယူသွားတာပေါ့အဲ့ဒီတည်းကသူကဗုဒ္ဓဘာသာကိုစိတ်ဆဝင်စားခဲ့ပါတယ်ကျော်ဟင်းကပြောတာကျော်ဟင်းပြောတော့လူတွေစိတ်ကွန်တာသူထင်ရှားတယ်သူဘာပြောတယ်သပင်ကတို့အလောင်းတော်ကနော်မှာတောင်ကမှာဆံကိုဖြတ်ပြီးတော့ကောင်းငင်ဖတ်ဆိုပြစ်တယ်တကယ်တော့ဘာလို့မှပြန်ကြရမှာဒီသာသနာအောက်ကြမှာလားအပေါ်တက်မှာလားတက်မှာဘုရားဘာသာဝင်တို့ဖြစ်လာရင်အပေါ်တက်ရမှာလားအောက်ကြရမှာလားအပေါ်တက်မှာအပေါ်တက်တယ်မှာလည်းနဲ့အောက်ကြသွားရင်ညံ့လားနှိပ်လားညံ့တယ်ဝိပဿနာလောကမှာတော့ဝိပဿနာပေါင်းစင်ထိုးနေတာ
ငါတို့တရားမှန်တယ်နင်တို့တရားအမှားတဲ့ဘောကုတ်တဲ့မဟာစီးတဲ့နာမည်တွေမှာလမ်းဆုံးဆိုင်ပုတ်မှာလမ်းဆုံးနေကြတယ်ဇွန်လုံးနဲ့ဇွန်လုံးနဲ့တင်းအင်းကူကလည်းတင်းအင်းကူတဲ့လောကဝိပဿနာလောကပေါင်းစင်ချောနေတာအဲ့ဒါကိုကပညာပရမမကွဲသေးလို့နော်ဝိပဿနာဉာဏ်ရောက်အောင်တကယ်အမထုတ်ရသေးလို့ဆိုတာပညာရှိတဲ့သူတွေကသိတယ်ဝိပဿနာသမားတွေသိရင်မနေကြနဲ့လို့ပြောကြတာသဘောပါရလားပြည့်တဲ့ကြီးအာမစာကလေးတွေ့လေးအတော်ဖတ်ပြီးရင်တရားစခန်းလေးအဲ့ဒါ2ပတ်3ပတ်လောက်ဝင်ဘူးပြီးရင်ပဲလာပြီလာပြီအဲနင်တို့တရားသစ္စာမဆိုင်ဘူးဟောနင်တို့တရားဟောငါတို့တရားမှာသစ္စာဆိုင်ငါတို့တရားတရားကိုငါလို့ဆွဲနေအဲ့တက္ကာဒိဋ္ဌိပဲငါလို့ဆွဲတာဘာလို့တက္ကာဒိဋ္ဌိပြောတယ်တက္ကာဒိဋ္ဌိဆိုတာရှင်းလဲရလို့တော့နောက်ထပ်တဏှာကြီးလောက်ပြီးတဲ့2နာရီလောက်ချိန်ပေးရတယ်တက္ကာဒိဋ္ဌိဆိုတာဘယ်လိုလဲဆိုတာဟုတ်လားပြောတယ်အဲ့ဆိုင်ပုတ်မှာလမ်းဆုံးနေအဲ့ဒါတက္ကာဒိဋ္ဌိမကွာလို့ပြော